ညီမလေးမြတ်မြတ်ကိုဂျပန်ခေါ်သွားပါပြီညီမလေးနှုတ်ဆက်လိုက်ပါအောင်ညီမသွားပြီနော်ညီလေးဂျပန်ကိုဘာလို့သွားကျင်တာလဲအမှန်တိုင်းပြောရရင်ဩကားသွားရိုက်ချင်လို့ကျောင်းမှာစာအုပ်တေချာလောက်ဆိုတော့ဖင်မဲလိုက်ကြည့်နေစာမေးပွဲအဖြေထွက်လာတော့မှအောက်ဆုံးကနေမင်းကငါ့ကိုအဆက်ခွဲနေတာလား TikTok ဆောက်မလို့အလှကပြင်ပြီးနေပြီ BBA ကချိတ်မရလို့ခုထိဝင်မရသေးဘူးစပလို့ပဲရီးစားရှိနေတာအစောကြီးတည်းကချမပြဘူးငါမှတော့မျောလင့်ချက်နဲ့အသေးတွေပေးလိုက်ရတာစက်ပတ်ပဲမန်ထဲလာပလိန်းနေလို့အကောင့်လဲကြည့်လိုက်တာဈေးထဲကခရမ်းသီးကိုစိုက်ကားအသွားပြန်ကြိတ်ထားတဲ့စက်ပတ်ရုပ်နဲ့လိုက်လွတ်ပြီးစဲပြန်ရင်လဲငါအလကားနေရင်ဆက်လီဖြစ်အောင်မယ်သမီးရေဘဝဲလားကင်းမုံလားကနန်းလားကိုနဲ့မဆိုင်ရင်ဒုံရုပ်စပပဲကားစရာမိုးရွာရင်မိုးရေချိုးမယ်မေမေလာရင်နှုတ်ဆုပ်မယ်ဖေဖေလာရင်အုံသီးဆွဲစားမယ်တမားသားသမီးတွေထမင်းဟင်းချက်တက်နေပြီနင်ဘာလောက်တက်လဲကိုကိုကိုချစ်တတ်တယ်မောင်ကြီးအလောက်စူးစားပြီးချွေတာစုနော်မလဲဖြစ်တယ်လို့လေးပဲစားပြီးစုနေတယ်မောင်နဲ့အမြန်နီးချင်လာပြီရောအားကြပါအောင်မြမင်းကိုတီးကိုတကြားလေးနဲ့တို့ပြီးစားရင်အရန်ကောင်းပါတယ်ကျွန်တော်လည်းဒီ vlog ပြီးရင်စေယုံတန်းသွားရမှာပါစားကြပါဗျာပြိတ္တကြီးကိုအရင်ကျွေးပါတယ်The next day ညီကိုတို့ရေမနေ့ကမင်းကိုတီးရယ်တကြားရယ်စားတာရယ်ဒူးရင်သီးနဲ့ကိုကာကိုလာတောက်လိုက်တာမသေးတာကံကောင်းလို့ပြော The next day ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်စေယုံမှာအားနေနေခဲ့တယ်ဒါကြောင့်ဒီနေ့တော့အားပြန်ပြီးဖို့ဘဲဦးနဲ့ဖရဲသီးကြော်လှုပ်စားမယ် The next day ဖရဲသီးနဲ့ဘဲဦးကြောင့်ဝမ်းလျှောထားလို့ဘိုက်လေးပြန်ကောင်းအောင်ကြက်သားနဲ့ကြက်ဟင်းကားသီးကြော်စားအောင်မယ်ပြု The next day မနေ့ကကြက်သားနဲ့ကြက်ဟင်းကားပြီးစားမယ်အခုတော့ဆေးရုံပေါ်ပြန်ရောက်နေပြီဆရာဝန်ကပြောတယ်ဒီတစ်ခါတော့တေတော့မလို့ဒါကငါတို့ရွာအလူကျွေးရထက်တောင်ကောင်းသေးတယ်ကြိုက်တဲ့လောက်စားသလိုမြင်သမျှအကုန်ယူလိုက်တာဆိုင်ကကြိုက်တဲ့လောက်ထည့်စားသလိုကြိုက်တဲ့လောက်ထည့်လိုက်တာအခုဘိုက်ပြည့်သွားလို့ဆက်မစားနိုင်တော့ပိုးတာချိန်ပြီးရှင်းရမှာလေအယောဒီမှာ